နိုင်ငံကိုအရင်မရွေးပါနဲ့မိမိနဲ့တင့်တော်တဲ့ကုသမှုကိုအရင်ဦးဆုံးရွေးချယ်ပါလူနာအများစုမှားလိမ္မာထားရှိတဲ့အကြီးမားဆုံးအမှားကမိမိရဲ့သွားနှစ်ကရင်ကျန်းမာရေးအခြေအနေကိုအရင်ဦးဆုံးမသိသေးခင်အခြေအနေမှာထိုင်းမှာပဲသွားကူရမလားဗီယက်နမ်မှာပဲသွားကူရမလားသို့မဟုတ်မြန်မာနိုင်ငံမှာပဲကူရမလားဆိုပြီးတော့ဆုံးဖြတ်တက်လေးရှိကြပါတယ်ကျွန်တော်ပြန်မေးလေးရှိတာကမိမိရဲ့သွားနှစ်ကရင်ကျန်းမာရေးအခြေအနေကိုတိတိကျကျသိပြီးပြီလားဆိုတာပါပဲလူတိုင်းကနိုင်ငံခြားထွက်ပြီးတော့သွားနှစ်ကရင်ကုသဖို့အတွက်မလိုအပ်ပါဘူးကုသမှုအများစုကိုမြန်မာနိုင်ငံမှာပဲအရေးသေးကောင်းကောင်းနဲ့ကုသမှုခံယူနိုင်ပါတယ်။ဒါပေမဲ့ခက်ခဲတဲ့ကုသမှုတွေအထူးဂရုစိုက်ပြီးတော့ကုသဖို့အတွက်လိုအပ်တဲ့ကုသမှုတွေမှာတော့လိုအပ်ကောင်းလိုအပ်နိုင်ပါတယ်။လူတဦးတစ်ယောက်အတွက်အဆင်ပြေပေမဲ့တခြားလူတဦးတစ်ယောက်အတွက်တော့အကောင်းဆုံးရွေးချယ်မှုဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ဒါကြောင့်မိမိရဲ့သွားနှစ်ကရင်ကျန်းမာရေးအခြေအနေကိုအရင်ဦးဆုံးတည်တည်ချာချာမသိသေးခင်အခြေအနေမှာမိတ်ဆွေတို့အနေနဲ့ကုသတဲ့နိုင်ငံကိုအရင်ဦးဆုံးမရွေးချယ်သင့်ပါဘူး။ထိုင်းမှာပဲသွားကူရမလားဗီယက်နမ်မှာပဲသွားကူရမလားသို့မဟုတ်မြန်မာနိုင်ငံမှာပဲသွားကူရမလားဆိုတာကိုမဆုံးဖြတ်ခင်အခြေအနေမှာမိမိရဲ့သွားနှစ်ကရင်ကျန်းမာရေးအခြေအနေကိုတည်တည်ချာချာသိအောင်လုပ်ပါနားလည်အောင်ပြုလုပ်ပါလေ့လာပါကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါလို့အကြံပြုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်